နောက်တစ်ပုဒ်နားထောင်ကြည့်မယ်ရွာလုံးကျအသက်လူပြီးတော့ပြေးနေကြရတဲ့ရိုဟင်ဂျာတွေပါဝင်ရခိုင်ဒေသခံအရက်သားပြည်သူတွေတေကျေပျက်စီးမှုနည်းနိုင်သမျှအ ਨੇ ဆုံးဖြစ်အောင်လှုံ့ဆော်ကြပါလို့စစ်ကောင်စီတပ်ကရောရခိုင်တပ်တော်ပါဝင်လက်နက်ကိုင်တပ်ဖွဲ့တွေကို HRW လူခွေရေးဖွဲ့ကြီးကဖေဖော်ဝါရီလ9ရက်နေ့ကကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်စစ်ကောင်မွတ်စလင်တွေကိုထိလာမှာဘင်္ဂလီတွေကိုထိလာမှာအစ္စလမ်တွေကိုထိလာမှာကဘာကလူခွေဆိုတဲ့အတန်ထွက်လာတာအခုခင်ဗျားတို့သိနေမလားရခိုင်မှာနော်ရခိုင်လူထုတွေရခိုင်တပ်တော် AA ရဲ့စစ်မွေးမှုကြောင့်ရခိုင်တပ်တော် AA ရဲ့စစ်ကိုလက်ရက်ခေါ်ပြီးဖင်ရတဲ့အတွက်ကြောင့်ရခိုင်ပြည်သူတွေပြေးရတာကြာပြီဒုနယ်တွေပြေးရတာကြာပြီသေရတာကြာပြီအဲ့ဒီချိန်တုန်းကဒီလူခွင့်ရတဲ့ဒီမိုကရေစီခွင့်ရတဲ့ HRW တို့ဘာအတန်မှမထွက်ဖန်နဲ့အခုသူတို့ရဲ့မွတ်စလင်တွေကိုထိလာမှာအစ္စလာမစ်တွေကိုထိလာမှာသူတို့အတန်ထွက်လာတာခင်ဗျားတို့သိပြီလားကဘာကြီးကဒီမိုကရေစီရဲ့လူခွင့်ရေးဘန်းပြပြီးတော့ဒီမိုကရေစီရဲ့လူခွင့်ရေးမျက်နှာပုံဆုပ်ပြီးတော့အစ္စလမ်ဇက်ကိုတွင်းနေတယ်အစ္စလာမိုက်ဇေးရှင်းလုပ်နေတယ်ဆိုတာခင်ဗျားတို့သိပြီလားလူမျိုးရေးဘာသာရေးကျမတို့ကသွေးခွဲနေတာမဟုတ်ဘူးလူမျိုးရေးဘာသာရေးမှိုင်းတိုက်နေတာမဟုတ်ဗဂတိအရှိတရားကိုခင်ဗျားတို့အသိဉာဏ်နဲ့မှိုင်းပိတ်ပြီးဖုံးပိတ်နေတာခင်ဗျားတို့အသိဉာဏ်ပွဲ